Hello KDM ပါဒီနေ့ KDM တော့မြေမြို့ကန်တော်လေးဘေးနားရှိတဲ့ Union ဆိုတဲ့ cafe လေးကိုသွားမှာဖြစ်ပါတယ်မန်းလေးတို့မြေမြို့ကလူတွေကတော့ဒီဆိုင်လေးကိုတီးပြီးသားဖြစ်မှာပါဒီဆိုင်ကကန်တော်လေး view နဲ့ဓာတ်ပုံတော်တော်လေးရိုက်လို့ကောင်းတဲ့နေရာဖြစ်ပါတယ်ဆိုင်ရဲ့အရှိမထားပေးထားတဲ့ဒီ site တွဲလေးကလည်းတော်တော်လေးအထာကျတယ်ပေါ့နော်တက်ကောင်းကောင်းဖမ်းလို့ရပါတယ်ဒီဆိုင်မှာတော့ cafe ဆိုတဲ့အတိုင်းဂိတ်တွေချိုပွဲတွေရပါတယ်ဒီဆိုင်မှာနာမည်ကြီးတဲ့နေရာကအပေါ်တက်သွားပြီးတော့ပတင်းပေါက်ကနေကန်တော်လေး view နဲ့နောက်ခံထားပြီးတော့ရိုက်ရတာပေါ့နော် KDN တို့သွားတော့အဲ့မှာ wedding ရှိတဲ့အတွက်ကြောင့်အပေါ်တက်ပြီးတော့ဓာတ်ပုံရိုက်လို့မရခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒုတိယထပ်မှာလည်း data ထွက်ပစ္စည်းတွေမြေမျိုးလက်ဆောင်တွေတို့လက်လုပ်တွေတို့အဲ့ဒါတွေကိုအကုန်ရောင်းမိပါတယ်သူ့ရဲ့ဆိုင် decoration ကတော့နည်းနည်းရှေးကြပြီးတော့ photo point တွေအများကြီးရှိရပေါ့နော်ဒီဆိုင်ရဲ့ဒီခန်းလေးကလုံးဝအဲ့လိုမျိုးရထားသွဲလေးတွေရောက်သွားလို့မျိုးခံစားချက်မျိုးရပါတယ်ဗျဒီဆိုင်က cafe ဆိုပေမဲ့ cafe တစ်မျိုးတည်းရတာမဟုတ်ဘဲနဲ့ဘားနဲ့တွဲဖွင့်သွားတဲ့အတွက်ကြောင့်စားစရာတွေတောက်စရာတွေအကုန်လုံးတနေရာထဲမှာရနိုင်တယ်ပေါ့နော်မြေမျိုးရောက်ရင်ဒီ Union ဆိုတဲ့ဆိုင်လေးကိုသွားတင်နေပေါ့နော်စားစရာတွေတောက်စရာတွေရတဲ့အပြင်ပုံရိုက်စရာနေရာလေးတွေလည်းအများကြီးရှိရပေါ့နော်ဒီနေ့ blog ကတော့ဒီလောက်ပါဗျာဘိုင်